မင်္ဂလာပါရှင်ဒီနေ့ကြက်သားဆန်ပြုတ်ပြုတ်စားဖြစ်ပါတယ်ရှင်လုပ်ရတာကလည်းအရင်လွယ်ကူပါတယ်မနက်စာအဖြစ်စားလို့ရတယ်လို့နေမကောင်းတဲ့သူတွေအတွက်ဆိုရင်လည်းအာဟာရပြည့်ဝစေပါတယ်ရှင်အခုလိုမိုးရတဲ့အချိန်မျိုးမှာဆိုရင်ဆန်ပြုတ်ပူပူလေးတောက်ရတာကလည်းလိုက်ဖက်လာပါတယ်ရှင်အရသာအတွက်ခရုစီနဲ့ကြက်သားမုတ်ထည့်ပြီးနေထားလိုက်ပါတယ်တီနည်းနည်းပဲထည့်ပါမယ်ကြက်သွန်ဖြူပပလီထားတာထည့်ပါမယ်ချင်းထောင်းသားကလည်းထည့်ပြီးစီတက်ပါမယ်ရှင်စနွေးမုတ်နည်းနည်းထည့်လိုက်ပါတယ်ရှင်ကိုကစနွေးမုတ်ရတာမကြိုက်ဘူးဆိုရင်လည်းမထည့်လို့ရပါတယ်ပြီးရင်တော့ကြက်သားထည့်ပြီးခဏတည်ထားလိုက်ပါတယ်ဆန်ကိုစံချိန်ခွက်နဲ့တစ်ခွက်ထည့်ပါတယ်ရေစင်အောင်ဆေးပြီးတော့ကြက်သားဥတွေကိုထည့်ပြုတ်လိုက်ပါတယ်ရှင်ရေကိုတော့ထမင်းချက်တလို့ပဲနည်းနည်းထည့်ပြီးတော့အရင်တည်ပါမယ်အရသာအတွက်ကြက်သားမုတ်ထည့်လိုက်ပါတယ်နိုင်ဝက်လောက်အကြာမှာတော့အခုလိုမျိုးထမင်းပြုတ်နေတဲ့ပုံစံအနေထားဖြစ်နေပြီဆိုရင်ဇွန်းနဲ့လိုက်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ကိုစားခြင်းနဲ့အပြည့်အကျအနေထားပေါ်မူတည်ပြီးတော့ရေးထည့်လိုက်ပါတယ်ရှင်ခဏထက်တဲ့အပြီးမှာတော့ဆန်ပြုတ်အီလေးရနေပါပြီငေကိုကောင်းမှုတ်ထည့်ပါမယ်ကျဲဥတလုံးဖောက်ထည့်ပြီးတော့အလုံးလေးတိုင်းရချင်တာမို့လို့မမွေပဲနဲ့ဒီတိုင်းလေးပဲဖုံးအုပ်ပြီးအပူပေးထားလိုက်ပါမယ်ရှင်အရသာနည်းနည်းပေါ့နေရမို့လို့ကြက်သားမုတ်ထည့်လိုက်ပါတယ်ကျဲဥလေးကျက်နေပါပြီအခုဆိုရင်တော့ဆန်ပြုတ်အနံ့လေးကလည်းမွေးနေပါပြီရှင်ဆန်ပြုတ်ထဲကိုကြက်သွန်မိတ်နဲ့ကြက်သွန်ကြောထည့်စားပါမယ်။ပိုပြီးမွေးသွားအောင်လို့ငရုတ်ကောက်မှုန့်လေးနည်းနည်းဖြူပြီးစားပါမယ်ရှင်။အနံ့မွေးမွေးလေးနဲ့အာဟာရပြည့်ဝတဲ့ကြက်သားဆန်ပြုတ်စားလို့ရပါပြီရှင်။